အားလုံးပဲမင်္ဂလာပါဗျကျွန်တော်စစ်ကြိမ်နဲ့ပတ်သက်လို့6ပရိတ်လိုင်းလေးပြရိုးရှင်းလေးပါဗျရိုးရှင်းမ89ခုနဲ့ကစားနော်89ခုနဲ့အောက်18ကြိမ်အောက်ဆင်းလိုက်18ကြိမ်ဒီမှာ6နှစ်လေးပေါ့နော်ဒီမှာ2ပရိတ်6နှစ်လေး2ပရိတ်တို့ရရင်ရှေ့ကို1 2 1 2 3 4 5 6 9ကြိမ်သွားလိုက်3ည9နှစ်1ပရိတ်2 1စီနီယာကောင်းနော်2 1 3ညအလားပါအဲ့ကောင်းရင်9ကြိမ်သွားလိုက်1 2 3 4 5 6 9ကြိမ်သွားလိုက်1 5 4 3ညပရိတ်2 1 3ည9လဲပေါ့1 2 3 4 5 6 9ဥမာ6 6 9 9ပရိတ်2 1 3ည9ပြီးတော့ရှစ်လဲပေါ့နော်1 2 3 4 5 6 9ကြိမ်အဲ့မှာ8နှစ်ရှစ်ပရိတ်2 1 3ည9ရှစ်ပြီးတော့ခွန်လဲပေါ့နော်1 2 3 4 5 6 9အဲ့မှာတကူခွန်ပရိတ်နောက်ထပ်ခွန်ပြီးတော့6ပေါ့1 2 3 4 5 6 9ကြိမ်ဒီကြိမ်မှာ6ပရိတ်ပေါ့သူက2 1 3 9 2 1 3 9 8ခွန်ဟောပေါ့ရတက်ကြောတော့ရှင်းနေပါရိုးရှင်းလေးပြတာပါမယ်2ပရိတ်ဒီမှာ1ပရိတ်ဒီမှာ3ညပရိတ်လူနဲ့တန်းသွားဒီမှာ9ပရိတ်2 1 3ည9ပြီးတော့ဒီမှာ10ပရိတ်10ပရိတ်ပြီးတော့ဒီမှာ9ပရိတ်ပြီးတော့ဒီမှာ6ပရိတ်လဲပေါ့နော်သူက2 1 3ည9 8 6ပရိတ်နဲ့ပတ်သက်လို့ကျွန်တော်ကဒီ664R site ကိုကျွန်တော် site ပြထားပြီးတာကြက်ရင်တော့6ပရိတ်ပြန်ကြစနစ်ပြထားပြီးတာ6ပရိတ်ကြက်တွေများသုံးနိုင်ပါတယ်နော်6ပရိတ်အဲ့မှာဒီမှာကျွန်တော်ထိုးမဲ့ကဏ္ဍလေးပေါ့ဗျာကြက်ရင်တော့ထိုးနိုင်ပါတယ်ကိုကြိုက်တဲ့ line လေး U3 ပေါ့နော်ဒီမှာ6ပရိတ်နဲ့ပတ်သက်လို့ဒီမှာကျွန်တော်ပြထားပြီးတာဒီကောင်တော့461 469ကတော့ကျွန်တော် site တော့မမြတော့ဒါကတော့ခေါ် site မို့ဒီကောင်တွေထွက်လာရင်တစ်မျိုးပေါ့ဒီ188 site ကလည်းကျွန်တော် site မပြတော့ကျွန်တော် file ရှင်းနေမလို့မနှလုံးပေါင်း9နံပါတ်ကဏ္ဍနေရာတွေမှာ989 4 3 5 2 3 4 5 2ဆိုမှကျွန်တော်ဒီ site လဲ short video လေးတင်ထားတယ်ဟိုမှာကျွန်တော် YouTube မှာနှလုံးပေါင်း9နံပါတ်ကဏ္ဍပြန်ကဏ္ဍဆိုဒီကဏ္ဍနေရှိတယ်အဲ့ဒါကျွန်တော်ဒီ3နှစ်လေးကိုကျွန်တော်ရိုးရှင်းလေး site လေးကျွန်တော်ပြမယ်3နှစ်လေး site 3နှစ်လေးတော့ကလန်ထဲမှာကျွန်တော်မြင်တော့ပေါ့ညာနော်ကျွန်တော်မြင်ထားတယ်966လို့ထောင်နောက်ပိတ်ထောင်3လုံးကတော့ကျွန်တော်မြင်တာကတော့မှုေးမကြည့်ရတော့ကျွန်တော်နည်းနည်းပေါ်ရနေမြင်ထားတော့နှစ်ကတ်တော့မြင်တယ်အဲ့မှာ966လို့ထောင်ပြီး2ဘောက်ကကဏ္ဍကခွန်8ခွန်ပေါ့နော်အဲ့ကဏ္ဍကဘယ်ရလဲနောက်ကို1 2 3 4 5 6 9 8ကြိမ်ဆုပ်လိုက်အဲ့မှာရှင်းနှလုံးပေါင်း9ရှင်းနှလုံးပေါင်း9ဆိုဒီကဏ္ဍရှင်းနှလုံးပေါင်း9ရင်အောက်ကို9ကြိမ်အောက်ဆင်းခွန်8 9 8ပရိတ်အပေါ်ပြန်ကဏ္ဍဖြစ်နေရမယ်အဲ့လိုမျိုးအထောက်လေးပေါ့နော်ဟိုရိုးရှင်းလေးပဲကျွန်တော်ပြလိုက်မယ်အဲ့ခွန်8ခွန်ရ8ခွန်ခွန်ရအဲ့မှာ966လို့ထောင်းပြအောင်မှာခွန်8ခွန်ရနော်နောက်တစ်တက်ကဒီမှာ966လို့ထောင်းရင်နော်တော့ကကဏ္ဍပေါ့နော်တော့ကဏ္ဍရတယ်စိုးစိုးလိုပဲနောက်ကိုအကျိန်1 2 3 4 5 6 9ကြိမ်10ကြိမ်ပြန်ဆုပ်လိုက်ရင်ဒီမှာရှင်းနှလုံးပေါင်း9ရှင်းနှလုံးပေါင်း9အဲရှင်းနှလုံးပေါင်း9ရင်အောက်ကို9ကြိမ်ဆင်းလိုက်တလီ3ကလည်း10ပရိတ်ပြန်ကြ10ပရိတ်ပြန်ကြအဲ966ဟောဆိုဆိုတော့နေဒီမှာဒီ3နှစ်လေးရတယ်ဒီမှာ966လို့ထောင်းပြီးအောက်ကို3နှစ်လေးကြာပါအဲ့လိုပုံစံမျိုးပေါ့နော်ပထမကတော့လည်းရှင်းမယ်ထင်ပါတယ်နော်966လောက်ထောင်းတယ်တို့ကခွန်8ခွန်ရနောက်ကို1 2 3 4 5 6 9ကြိမ်10ကြိမ်ပြန်ဆိုလဲအဲ့မှာ8ခွန်ခွန်အဲ့မှာရှေးပေါင်း9အဲ့ကဏ္ဍဒုတိယကဏ္ဍပြန်ကြတာပေါ့နော်တို့က9ကြိမ်အောက်ဆင်းရင်10ပရိတ်ပြန်ကြကဏ္ဍအပေါ်ကဒီ8ခွန်ရအဲ့မှာ966လို့ထောင်းပြီးခွန်8ခွန်လေးကြာဒီမှာ966လို့ထောင်းနေပြီသူ့အောက်ကကဏ္ဍလိုချင်တာဆို1 2 3 4 5 6 9ကြိမ်10ကြိမ်နောက်ဆုပ်လိုက်ဒီမှာရှေးပေါင်း9ဒုတိယရှေးပေါင်း9 3နှစ်400အခုဒီ
ပြောင်းမှလည်း9ချိန်ပြန်ဆိုရင်10ပိတ်ပြန်ကြအဲ့ကောင်ရင်ဒီ966ထောင်ပြောင်းမှ3နှစ်လေးပေါ့နော်အဲကျွန်တော်ကြိုက်တဲ့ထဲမှာ3နှစ်လေး9ပိတ်လည်းရှိတယ်3နှစ်လေးတော့နောက်ထပ်3နှစ်လေးဒီကောင်ကတော့ဒါလေးကတော့ site တွေရှင်းနေမှမရတော့ဒါကကျွန်တော်မိုးဒီ site တာတော့မိုးဒီကြိုက်ရင်တော့ဒီကိုကြိုက်ရင်ထိုးနိုင်ပါတယ်ဒီကောင်ကတော့ဒီကောင်9ပိတ်ကြိုက်ရင်9ပိတ်ရွေးထိုးပေါ့ဗျာအကုန်လုံးထိုးရမယ်လို့မဆိုလို့ဘူးပေါ့ကိုနှစ်တရလုံးပိုင်လေးနဲ့ကတ်ထိုးပေါ့ဒီကောင် site လေးကျွန်တော်တခုပြလိုက်မယ်တက်ခါနဲ့ကွာလေး site လေးပေါ့တက်ခါနဲ့ကွာလေး site လေးရိုးရှင်းလေးပဲကျွန်တော်ပြလိုက်မယ်အလွယ်လေးပေါ့အဲဒီကလနာထဲမှာသူကနှစ်ထိပ်နှစ်ခါနှစ်ပိတ်ဆိုအဲ့လိုဇောင်း3လုံးဆင်းနှစ်3လုံးဇောင်းဆင်းတာပေါ့နော်အဲ့ဒီကောင်ရင်1 2 3 4 5 1 2 3 4ချိန်5ချိန်ဆိုတော့သူ2ဦးရောက်သွားပေါ့နောက်တစ်နေ့2ဦးနောက်တစ်နေ့2ဦးကဟိုပါပေါ့ဒီမှာတက်ခါနဲ့ကွာလေးပေါ့နော်တက်ခါနဲ့ကွာလေးသူ့ရှင်းနဲ့ကအဲ့မှာကျွန်တော်ပြရတယ်နှစ်3လုံးလူရှင်းတဲ့ကနှစ်3လုံးဇောင်းအောက်ဆင်းတာပေါ့တကက်နောက်တော့နှစ်ကက်ညောင်ပြမယ်နှစ်3လုံးဇောင်းဆင်းတယ်နော်အဲ့ကောင်ရင်အောက်ပေါ်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ဆင်းရင်နောက်တစ်နှစ်ရောက်သွားပေါ့နောက်တစ်နှစ်ဆိုရင်နောက်တစ်နှစ်ကဒီမှာနှစ်ပေါ့နော်ကြည့်လေးပေါ့ဗျာနှစ်တက်ခါနဲ့ကွာလေးပေါ့သူပထမနှစ်ကကတော့သူကနှစ်ဦးတွေလုံးနေဒီနှစ်ထဲမှာသူကနှစ်3လုံးတော့ဒီမှာထောင်းသွားလို့ပေါ့ဗျာနှစ်ထိပ်နှစ်ခါနှစ်ပိတ်သူကရင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်စရင်တစ်ခါနဲ့ကွာလေးပေါ့ဗျာနော်တစ်ခါနဲ့ကွာလေး10ကွာလိုင်းပေါ့အဲ့ထဲကြိုက်တာရှိရင်ခုပေါ့ဒီတိရှိရဲ့ site ကတော့ကျွန်တော် main ကျွန်တော်ကြိုက်တဲ့ site ပေါ့နော်အဲ့ကောင်ကတော့နောက်ထပ်တကက်ကြံလေးပေါ့2ကက်မြောက်နေကျွန်တော်ဖမ်းထားတာနောက်တစ်ကက်နဲ့ဆိုရင်ဒီနေ့ထဲမှာ3ချိန်လာပေါ့ site ကဒီ site ကဒီကောင်ကြက်ရင်လည်းထိုးနိုင်ပါတယ်နော်ဒီထဲကိုကြက်ရကိုတန်ရွေးထိုးပေါ့နော်ဒီကြံကနန်းနှလုံးပေါင်း9ပါးကနန်းတို့ဒီ646ပြိ664အဲ့ကောင်ပြန်ကြရတော့ကျွန်တော်ပြထားပြီးသားပါကြက်ရင်အသုံးပြုနိုင်ပါတယ်ဒီကကြိုက်တဲ့ကနန်းလေးရွေးထိုးပါဗျာအားလုံးပဲကံကောင်းကြပါစေဒီကတရင်ကျွတ်မှာလူနိုင်တန်းနိုင်ပါလေတရင်ကျွတ်လာပြင်းနေရမှာအားလုံးပဲကွက်လက်ပါဗျာ